လောက်ပါစေမိမရဲ့မာငငယ်လေးကအမှုပညာယူတတ်တာသူ့အလှပါတယ်ရန်ကိုပြသခြင်းလား ။အညီလေးကိုကြိုက်တာ။အားကြတော့ရောဟဲ့။တနေ့ကျမမှာမိုးလင်းမိုးချုပ်ရှော့ဖုံးချမ်းရပြုတ်ရနေလေ။ तू ကတော့အဲ့ချိန်မှာတနေ့ကုန်အချိန်ကုန်နေရ။ ပေါင်လေးတွေဖြည့်ပြီးသွားလို့ရှိရင်တော့ဓာတ်ဖက်နဲ့လေးယူပြီးတော့မဆီမှာထွေမီလေးတိုက်ရပါလို့ရှင် အိမ်ပြန်လာတဲ့ချိန်ကိုမိမလှလှပပလေးများဝှက်ပြီးတော့ငါ့ကိုလည်းချိုးလာကိုတော့ဟာမျက်ပုံစံကြည့်ရတာစားကြနေတော့ရှိ အဆန္ဒတွေပြေဝရပြီးတော့တပင်မမှန်ရှာခဲ့ရမြအရာအားလုံးရှားကြုံနှက်ပါတယ်မင်းမေအဲ့ဘက်ကပေါက်ပေးပါလားတတရှင်းထုတ်ချင်လို့မေ အမလေးရှင်းတဲ့ကြုံညားလာလဲနှစ်တည်းလည်းမနေတော့ခုမှဘာလဲလာမျောလင့်လာလဲ တရှင်းထုတ်ပြီးအမေပြန်ပေးမှာဝမေရဲ့ဟုတ်ပါမေရဲ့မေ ။သားရေ။သား။အိုးခက်တော့တာပဲကွယ်။ မင်္ဂလာပါသမီးတို့ရေဟုတ်ကဲ့ရှင်ရပါရှင်အမမင်္ဂလာပါမင်္ဂလာပါသမီးရေအမရဲ့အနောက်ရှင်မမေပြန်လို့လိုင်းပေါ်မှာတွေ့ပြီးစိတ်ဝင်စားလို့အမရှိမှလာပြီးစောင့်ဖြစ်လာပါရှင်ဟုတ်မကတော့ CEO ဖောင်တာမက်သက်စင်ဖြစ်ပါတယ်အမကတော့ဒီပွဲလေးတွေကိုပေါ့နော်သမီးတို့ရည်ရွယ်ပြီးတော့ဒီပွဲလေးတွေဖြစ်မြောက်အောင်စီစဉ်ပေးတဲ့မက်သက်စင်ပေါ့နော်ဒီပွဲရဲ့ရည်ရွယ်ချက်ကတော့ညီမလေးတို့ရဲ့ကိုယ်ရည်ကိုယ်သွေးတွေကိုလည်းပြချင်တယ်နောက်တော့အိမ်နောက်တာဝန်ကိုထမ်းဆောင်နေတဲ့နော်အိမ်နောက်ရှင်အမျိုးသမီးတွေကိုတားပပြီးတော့လှလှပပလေးနဲ့စိတ်မပေါ်ချွတ်ချွတ်ရလေးဖြစ်အောင်ဒီပွဲကိုကျင်းပခြင်းဖြစ်ပါတယ်ညီမလေးဟဲ့မမရဲ့ပြေကိုကောင်းမွန်တဲ့ဒီရဲ့ချက်နဲ့စီစဉ်ကျင်းပပြီးရပွဲပဲနော်မမနော် ဟိုဒီပွဲကိုလေးစီစဉ်ကျင်းပပေးတဲ့အတွက်ကြောင့်မလို့လေကိုကိုချစ်ကိုမေ့နေတယ်ကျမတို့ဒီပေါ့နော်ကိုကိုလုံခြုံမှုတွေရှိပြီးတော့ပေါ့နော်ဟိုခွားတွေအများကြီးရရှိစေပါလိမ့်ရှင် ကျမရဲ့အိမ်မှာကလေယောက်ျားလည်းအလုပ်တစ်ဖက်ကျမတို့လည်းတစ်စက်ကလေးမှနဲ့ပြီးတားရီရလည်းအလုပ်လုပ်နေအိမ်မှာနေရတာအများနဲ့ထီးကြံနေတာကျမရဲ့ဒီကိုရောက်တော့ဒီမှာတငယ်ချင်းတွေလည်းအများကြီးရရှိပါတယ်မိတ်ဆွေကောင်းတယ်အများကြီးရပါတယ်အဲကြောင့်ဒီပွဲတွေကိုပြင်မြောက်လို့ပေးတဲ့ဆင်မကိုလည်းကျေးဇူးတင်ပါတယ်ရှင် ပါရှင်ဆီယမရဲ့ကျမဆိုလို့ရှိရင်လေအိမ်မှာလေချဲရပြုတ်ရလျှော်ရဖွက်ရနဲ့တနေ့မိသားစုနဲ့တွေကိုအချိန်ကုန်နေတယ်လူတော့မတိုးဖြစ်အဲ့တော့ပတ်ဝန်းကျင်ကလည်းကျမဆိုအရန်နေတာပဲအဲ့အခုဆီယမပေးတဲ့အင်အားတွေကြောင့်ကျမမှလေကိုအားတက်မိတယ်ယုံကြည်မှုအပြည့်ကိုရှိမိပါတယ်ဆီယမရဲ့ဆီယမကိုလည်းအများကြီးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါရှင်ကဲပြောပါဦးဒီနေ့မှန်တယ်ပြောရရင်မရဲ့ကျမယုံကြည်မှုတွေပျောက်ဆုံးနေတာအဲ့ရယောက်ျားကိုမခံနိုင်လို့လာခဲ့တာဒီရောက်တော့အမရဲ့အားပေးစကားတွေကြောင့်ကျမယုံကြည်မှုတွေပြင်ရတယ်ပဲဒီဘက်ကိုလည်းကျမအကောင်းဆုံးကြိုးစားသွားမယ်အမကိုလည်းကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါရှင်သမီးလေးရော ကျမရဲ့အားပေးစကားတွေကြောင့်ညီမတို့ခွန်အားတွေလည်းကြီးလာတယ်ယုံကြည်မှုတွေလည်းအပြည့်ရှိတယ်ပေါ့နော်ကဲတို့တငယ်ချင်းတွေပေါင်းတူဖြည့်လိုက်ကြရအောင်ဖြည့်လိုက်ကြပါသမီးလေးဘာပွင့်ရတော့မိတ်ကနဲ့အိမ်ရတော့စပွန်ဆာပေးတာပါနော်ကဲသမီးလေးတို့နားမလဲတာရှိနေတယ်ပါရှင်ပေါင်လေးတွေဖြည့်ပြီးတော့လို့ရှိရင်တော့ရောက်ခဏလေးယူပြီးတော့မဆီမှာဖိမီလေးတိုက်ရပါရှင်လက်တင်ရရင်သမီးချွေလေးကိုပြီးတော့ဝါလေးခိုက်ကြဟုတ်ကဲ့ပါရောက်ခဏလေးတင်းနေကိုမေးနေတော့ဟုတ်ကဲ့ပါ
အမောက်ခေါ်ရမယ်ဆိုတော့ဒီနေရာလားအရင်ခဏလာပဲရောပါရဲ့အေး ထားလိုက်တာ နားလိုက်ကြနော်အရင်လာတာပဲ မာကြီးကိုပို့ပေးခြင်းတဲ့နေရာကဘောင်လေးပြောတဲ့နေရာအမကြီးနဲ့တို့အရန်ကြက်တည်ရှိပြီးလာမှာ အေးမကြိုးစားမှာပေါ့မလည်းသူတို့လိုကရောင်းဆောင်နိုင်လို့မသိလားလုံး စလွယ်ကြီးနဲ့အမကြီးကိုမြင်ကျင်တာ စိတ်တရဖူးကြီးနဲ့လိုရဆောင်ပြီးမိုင်းဆေး မရလာ ရှင်မကမကြီးပြောပေးမယ်မောင်လေးမိတ်ဆွေကြီးကိုတွားမယ် အေးသွားမယ်နော်ဟုတ်ပြီနော် မြန်ငါကြည့်ချင်တယ်ပြီ ရှောင်းရအမကြီးလည်းရှောင်းပါဦး ကျန်လာပါ အေးမယဝါနော်ရရပါလိုက်တာဟဲ့ မိုင်းနဲ့တို့ကြက်တည်ရန်ရှိမှာ အနီလေးရမ်းလာပါမယ်နော်လိုက်တော့မအဖလားလေးလည်းလာတယ်အဲသူတို့ကောင်းရမှာအေးဟုတ်တယ်အဲ့ဒါပြောနေတာပေါ့အနီလေးကိုကြိုက်တာအားကြောက်လိုက်တာဟဲ့ ကြက်တည်ရှိလိုက်တာ နော် ဟောလေမိုင်းစောင်းလိုက်လေဟောမိုင်းနဲ့ကြက်တည်ရန်ရှိမှာ ကရောင်းလို့ပြောစမ်းမှာဟဲ့ဘယ်နဲ့ဟွာယူ ခဏကိုပြောပါအရှင်းကလည်း ဘာကြီးလဲမစောင်းတာလေဟိုကလည်းလွယ်တာလေဒီလိုကိုအမကြရင်အဲ့လိုလုံမကြည့်တာ ကျိုးစားမယ် ရအောင်ရစရာမလိုပါဘူးနော်ဒီတက်နေပြီလို့ပြောပြမယ် ရောက်တာတော့နောက်ကျနေသေးအ အော ဆောင်ရောက်ပါရော အားရလိုက်တယ်မင်းဒီနေ့မဆက်ပြီးဟာမမတန်စင်ဆိုတာ ဝမ်းတယ် အမလေးကြွားပါလေမအေးမလီအဲ့ဒါယူသွနေလို့တမန် ဟဲ့လား ချက်တည်ရှိတယ်ကွာတမန် သူတို့လှချင်လို့သူတို့လိုလှချင်လို့ ရှင်ကပြောတာပြောရတယ်ဟိုအမရဲ့တမျိုးတော့မထင်ပါနဲ့ဟိုကျမရောင်မဒီပုံစံကြီးနဲ့လေဟိုသူတို့လိုမျိုးလှလှပပဖြစ်ပါမလား မလေးတငယ်ချင်းစိတ်ချငါနဲ့တွေ့လို့ရှိရင်နေအမောင်တသွေးတမွေးနဲ့ကျဲစင်းလို့တောက်ပါသွားငါဘလို့ပြင်ပေးလိုက်လို့ကြည့်ကြည့်တာတကယ်နော်တကယ် လှရမယ်ပေါ့ လောက်အောင်ပြင်ပေးလာပေါ့ တကယ်တငယ်ချင်းတို့လေးကလေဟိုဟာလေးဟာကြီးစောင်းတာလေအဲ့ဒီမမစောင်းစေခြင်းစောင်း အဲ့ဒါကြီးလည်းပါတယ်လေ ဟုတ်ကဲ့ဒါဆိုရင်ငါမလာမေးပါ မမတန်စင် ကျမမမတန်းစင်မှာမှတ်ထားနော်သမီးနဲ့တွေ့ရင်မပူနဲ့တော့ဒီစင်ပေါ်မှာ message လေးတွေလှတယ်လို့မမောက်လေးလှအောင်ပြင်ပေးမယ် ဟိုကြီးစောင်းမင်းနော် စောင်းပေးမယ်ဟိုဟာကြီးစောင်းမယ်ဟိုဟာစောင်းမယ်နော်စိတ်ချနော်ကဲငါ့ကိုတော့ယုံကြည်ပေးအဲ့လိုက်တော့တကယ်ကြီးပါတယ်နော်တကယ်ကြီးโอเค